အားလုံးပဲမြင်ပါပါဗျကျွန်တော်ကတော့လင်းလက်ကျယ်စင်းကိုပိုင်ထက်တန်းကျောင်းမှာ2025-2026ပညာသင်နှစ်မှာ Grade 12ဆိုတဲ့အတန်းကိုအင်္ဂလိပ်စာတင်ချာဓာတုဗေဒယူပဗေဒနဲ့ဇီဝဗေဒတို့မှာဂုဏ်တူး9ဘာသာစုပ်ခဲ့တဲ့မောင်ဟင်းနဲ့ညံပဲဖြစ်ပထမဦးစွာအနေနဲ့ကတော့ကျွန်တော်ဒီ9ဘာသာဂုဏ်တူးထွက်အောင်တင်ကြားပေးခဲ့တဲ့လင်းလက်ကျယ်စင်းကိုပိုင်ထက်တန်းကျောင်းကဘာသာပြဆရာဆရာမတွေအနီးကပ်ဆောင်ရှောက်ပေးတဲ့ကျောင်းဆရာမကြီးနဲ့ Guide Study ဆရာမတွေကိုကျေးဇူးတင်နေတယ်ခုလို9ဘာသာဂုဏ်တူးရရှိသွားတဲ့အတွက်ကျွန်တော်တိုင်းထက်လွန်ဝမ်းသာမိတယ်။အကြောင်းကိုလည်းဂုံတက်အောင်လုပ်ပေးနိုင်တယ်။ကျွန်တော်မိဘတွေကိုလည်းပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အတွက်ကိုယ့်ကိုယ်လည်းဂုဏ်ယူမိတယ်ပေါ့။ဒီ9ဘာသာဂုဏ်တူးထွက်တဲ့အတွက်လည်းကိုယ်တစ်နှစ်ပတ်လုံးစူးစမ်းခဲ့ရတဲ့အရာရောက်ခဲ့တယ်အကျိုးရှိခဲ့တယ်လို့ထင်တယ်ဗျ။ဒီနေ့2026-2029ပညာသင်နှစ်မှာ Grade 12ဖြည့်ဆိုမဲ့ညီငယ်ညီမတွေအတွက်ကျွန်တော်ပြောပြချင်တာကတော့တရားစာတရားကိုပုံမှန်လုပ်ဖို့ပေါ့။ပြီးရင်တရားစာတရားဖြတ်တဲ့နေရာမှာလည်းကိုရတဲ့ဘာသာကိုပဲအချိန်ပိုပေးပြီးတော့မလုပ်ဘဲနဲ့မရတဲ့ဘာသာကိုအချိန်ပိုပေးရမယ်ပေါ့။ဥပမာဆိုရင်တင်ချာရတဲ့လူတယောက်ဆိုရင်တင်ချာကိုပဲလုပ်နေမယ်ဆိုရင်သူကတင်ချာတွက်ရရင်ပျော်နေမှာကိုရတော့ငါရတယ်ဟာဆိုပြီးတော့ပျော်နေမယ်ဆိုရင်တင်ချာကိုပဲလုပ်သွားမယ်ကိုကမရတဲ့ဘာသာကိုအချိန်ပေးရမယ့်နေရာမှာကိုကအချိန်ပိုမပေးပြီးတော့ဘာသာမရနဲ့ပဲအချိန်ကုန်သွားမှာပေါ့အဲ့ဒါကြောင့်မလို့တင်ချာကိုရရဲဆိုရင်တခြားဘာသာကိုလုပ်တဲ့အချိန်တွေကိုတင်ချာကိုထည့်လိုက်မယ်တင်ချာကိုနည်းနည်းအချိန်လျှော့လိုက်ပြီးတော့တခြားကိုများရဲ့ဘာသာကိုလုပ်မယ်ပေါ့ကျွန်တော်ဆိုရင်တင်ချာရတဲ့အတွက်တင်ချာကိုကျွန်တော်ဆိုရင်ပုံစံတူလေးတွေကိုပဲနည်းငယ်တွေတွက်သွားပြီးတော့ကျွန်တော်တို့မရတဲ့ chemistry တို့ bio တို့မှာအချိန်ပိုပေးခဲ့တယ်ဗျပြီးတော့ကျွန်တော်တို့မှာဆိုရင်စိုက်စာကုန်းတို့အဆိုချေတို့ပါတယ်အင်္ဂလိပ်မှာဆိုရင် essay letter တွေပါတယ်ချို့လူတွေကအဲ့ဒီဟာတွေကိုအမှတ်တွေများယူခြင်းတဲ့အတွက်စာကြက်ချိန်တွေမှာအဲ့ဒါတွေကိုဖတ်နေတာရှိရယ်လေ့ကျင့်နေတာရှိရယ်ဒါပေမဲ့အဲ့ဒါကိုအချိန်မပေးနဲ့လို့တော့မပြောချင်ဘူးဗျအချိန်တော့ပေးရမယ်ဒါပေမဲ့အဲ့ဒါတွေက10မှတ်ပေးမှာ9မှတ်10မှတ်အဲ့လောက်ပဲရနိုင်တယ်ဆိုတဲ့အတွက်အဲ့ဒီကအချိန်ပေးလိုက်ရင်ကျွန်တော်တခြားအမှတ်တကယ်ရမယ် read the passage တွေလောက်တဲ့နေရာမှာအချိန်တွေပုတ်သွားနိုင်တယ်ဗျမြန်မာဆိုရင်လည်းတကယ်ရမယ်အလင်းကားတို့ခက်စစ်တို့ကိုကြက်မဲ့နေရာမှာအဲ့ဒါကိုမကြက်ပဲနဲ့ကျွန်တော်စိုက်စာကုန်းတွေအစိုးချေတွေကိုဖတ်ဖို့အချိန်ပေးလိုက်မယ်ဆိုရင်အမှတ်ရမယ့်နေရာတွေမှာပေးရမယ့်အချိန်တွေကအဲ့မှာပါသွားနိုင်တယ်ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီ2026-2029ပညာသင်နှစ်မှာကြီးတွဲဖြည့်ဆိုမဲ့ကျောင်းသားတွေနေညီငယ်ညီမတွေအနေနဲ့မွေးကလေးကနေကုညီဆောင်ရှောက်ခဲ့တဲ့မိဘတွေရဲ့စေတနာတွေကိုအလေးထားပြီးတော့ကိုယ်ပညာသင်ကြားပေးနေတဲ့ဆရာဆရာမတွေကိုလည်းပြန်အော်ဒါတွေမရှိဘဲနဲ့ရိုးရိုးသေးသေးဆက်ဆံနေမယ်ဆိုရင်ကိုလိုချင်တဲ့ပန်းနိုင်6ဘာသာလိုချင်တဲ့လူဆိုရင်6ဘာသာဂုဏ်တူးတွေကိုစုကူးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်